Hello အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကျွန်တော်ဒီ US stock အကြောင်းကျွန်တော် sharing လုပ်ပေးပါမယ် Chapter 5မှာတော့ကျွန်တော်ဒီ stock recovery ဘယ်လိုလုပ်အောင်လဲဆိုတာမျိုးကိုကျွန်တော်ပြောပြပေးပါမယ် stock recovery ကဘာလို့လုပ်လဲဆိုတော့ကိုကဈေးကြီးပေးဝယ်ထားပြီးတော့အခုချိန်ဈေးကျတော့ငွေအောင်းနေရင်အကျိုးမရှိပါဘူးငွေဘယ်လိုပြန်ဖောင်းမလဲဆိုတော့ကျွန်တော်နီးတုံးနီးနဲ့ပြောပြပေးပါမယ်နောက်နီးကတော့ကျွန်တော်ရင်းထားရင်ငွေပမာဏများပြီးတော့အရှုံးတဲ့ stock ကိုအရင်ဆုံးထုတ်ရအောင်ဒုတိယနေရာတော့ကျွန်တော်တို့ငွေအပိုရှိနေဆိုလို့ရှိရင်ဈေးအလွယ်တကူပြန်တက်နိုင်မဲ့ stock ကိုကျွန်တော်ကမျှချေယူပြီးတော့ဈေးတက်လာတဲ့အခါမှာကျွန်တော်တို့ပြန်ပြီးတော့ထုတ်ရအောင်နောက်တနည်းအားကျတော့ကျွန်တော်တို့အစအနေပြန်စလိုမျိုးလက်ထဲရှိရငွေနဲ့အမြတ်နည်းနည်းစီပြန်လိုက်စုပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ reinvest လုပ်တာပေါ့ပထမဆုံးနည်းကတော့ရင်းထားရဲ့ငွေပမာဏများပြီးတော့အရှုံးတဲ့ stock ကိုထုတ်ရောင်းခြင်းကျွန်တော်ဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ stock A က9000ရင်းထားပြီးတော့အခုလက်ရှိမှာအနှုတ်300ပြတယ်ပြီးတော့ stock B ကကျတော့1000ရင်းထားပြီးတော့အနှုတ်200ပြတယ် stock C ကကျတော့1200ရင်းထားပြီးတော့$25အနှုတ်ပြတယ်အဲတော့ကျွန်တော်ဒီမှာ percentage နဲ့ကြည့်မယ်ဆိုလို့ရှိရင်အနည်းဆုံးက stock C ပြီးလို့ရှိရင် stock A ပြီးရင် stock B ပေါ့နော်အဲတော့ကျွန်တော်အရင်ဆုံးဘာလုပ်ရမလဲဆိုတော့ထုတ်မရောင်းခင်အရင်ဆုံးဈေးတက်နိုင်ချေရှိရကျွန်တော် stock ရှာရမယ်လို့ရှိရင်ကျွန်တော် monitor လုပ်မယ်ပြီးဈေးဘယ်လောက်ထိတက်နိုင်မလဲဆိုတော့ကျွန်တော်တွက်ဟုတ်ပြီကျွန်တော်တွေ့ပြီဆိုလို့ရှိရင်တော့အရင်ဆုံးကိုပတ်စံဘယ်လောက်ရင်းမလဲပေါ့ဒီအခုကျွန်တော်ရှာလိုက်တဲ့တွေ့သွားတဲ့ stock ကဘယ်လောက်ထိရင်းပြီးတော့ဘယ်လောက်ထိမြတ်မလဲဆိုတော့ကျွန်တော်တွက်တော့တက်ပြီးလို့ရှိရင်တော့ကျွန်တော်အပေါ်မှာပြောထားတဲ့ stock A နဲ့ B နဲ့ C နဲ့တွေကနေပြီးတော့ကျွန်တော်တို့ဘယ်ဟာအရင်ဆုံးထုတ်ရောင်းမလဲဆိုတော့ okay ပထမဆုံးကျွန်တော်ဈေးတက်နိုင်ချေမရှိရဟာဖြစ်ရမယ်ဈေးတက်နိုင်ချေရှိရဆိုလို့ရှိရင်တော့ကျွန်တော်စောင့်ပြီးတော့ရောင်းလိုက်တော့မှာပေါ့ရှုံးခံပြီးတော့မရောင်းတော့အဲ့တော့ကျွန်တော်နောက်တစ်ခုကအနှုတ် percentage နဲ့ဟာကိုကျွန်တော်ဦးစားပေးပြီးတော့ရောင်းထုတ်လိုက်အဲ့ဒီနေရာမှာဆိုလို့ရှိရင်တော့ကျွန်တော် stop C ကိုကျွန်တော်အရင်ဆုံးရောင်းထုတ်ကဲ stop C ကိုရောင်းလိုက်လို့ရှိရင်ကျွန်တော်1200ရင်းထားပြီးတော့$25ရှုံးသွားရဆိုတော့ကျွန်တော်1185ရတယ်ပေါ့အဲ့တော့ကိုကတွက်ကြည့်မယ်ဒီကိုခုနကနံပါတ်2မှာကျွန်တော်တို့ဘယ်လောက်ရင်းမလဲလို့ဆုံးဖြတ်ထားတယ်မှာဒီ1185ကကိုယ့်အတွက်လုံလောက်လားမလုံလောက်ဘူးလားဆိုတော့ကျွန်တော်တို့ပြန်ကြည့်ရသေးရပေါ့အဲ့တော့ကြွေကိုကမလုံလောက်ဘူးလို့ထင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အရင်နီးထက်လို့ရအဲ့တော့ကျွန်တော်တို့ဘာလုပ်လဲဆိုတော့ဒီ9000ရင်းထားတဲ့ stock A ကိုကျွန်တော်တို့ကထုတ်ရောင်းလိုက်တယ်ထုတ်ရောင်းလို့ရှိရင်ကျွန်တော်တို့အရင်နီး9000ပြပြီးတော့အရှုံးက300ဆိုတော့ကျွန်တော်တို့4900ပြန်ရမယ်အဲ့ဒီ4900နဲ့ကျွန်တော်တို့ဒီ stock C မှာရှိရဲ1185ပေါင်းပြီးတော့ကျွန်တော်တို့ reinvest ပြန်လုပ်မယ် reinvest လုပ်ပြီးတော့ကျွန်တော်တို့အဲ့အနေမှာကျွန်တော်အမြတ်ပြန်ပြီးတော့ရှာတာပေါ့နော်အဲ့ဒီအမြတ်ကကျွန်တော်တို့ဒီမှာခုနပြောထားရဲဒီမှာ300နဲ့25နဲ့325ကို recover ဖြစ်မဖြစ်ပေါ့နော်ကျွန်တော်ပြန်ပြီးတော့ချင်းရသေးတယ်ဖြစ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရောင်းပြီးတော့ရှုံးခံပြီးရောင်းပြီးတော့ကျွန်တော် reinvest ပြန်လုပ်တယ်ပေါ့ကျွန်တော် method 2မှာကျတော့ငွေပိုရှိနေရင်ဈေးအလွယ်တကူပြန်တက်နိုင်မဲ့ stock ကိုမျှချေယူပြီးဈေးတက်လာတဲ့အခါမှာထုတ်ရောင်းခြင်းပေါ့နော်ကျွန်တော်ဥပမာနဲ့ပြောရမယ်ဆိုရှင်တော့ဒီမှာ stock A ကိုကျွန်တော်ကဒေါ်လာ40နဲ့10 shares ဝယ်ထားပြီးတော့အခုချိန်ဒေါ်လာ20အထိကျသွားရဲဆိုပါစို့အဲ့တော့ကျွန်တော်အရင်ဆုံးလက်ထက်မှာဘယ်လောက်ရှိမလဲကျွန်တော်အရင်ကြည့်မယ်လို့ရှိရင်ကျွန်တော်ဒီလက်ထက်မှာရှိရငွေနဲ့ကျွန်တော်ဘယ်လောက်ထောက်ဝယ်လို့ရမယ်ဆိုတော့ကျွန်တော်ကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော် average ကိုအရင်ဆုံးတွက်ကြည့်ရမယ်တကယ်ကျွန်တော်ဒီမှာဒေါ်လာ40နဲ့10 shares ဝယ်ထားရဆိုရှင်ဒေါ်လာ400ကျမယ်အဲ့တော့အခုကျွန်တော်ဒေါ်လာ20ရှိနေချိန်မှာကျွန်တော်နောက်ထပ်10 shares ထပ်ဝယ်မယ်ဆိုရှင်တစ်စောင်30ပဲကျန်တော့မယ်တကယ်ကိုက10စောင်ဝယ်နိုင်ဘူး9စောင်ပဲဝယ်နိုင်တယ်ဆိုလို့ရှိရင်တော့ average က33.33ကျမယ်ဒါတော့ကိုတက်တက်လောက်ရှိရဲ့ငွေနဲ့ကျွန်တော်တို့ဒီမှာ average ယူပြီးတော့ဈေးပြန်တက်လာတဲ့အချိန်မှာထုတ်ရောင်းဖို့ပြင်တာပေါ့နော်အဲ့ဈေးတက်လာဖို့ကကြာအချိန်ဘယ်လောက်ယူမလဲအခုပြရေကပေါက်ဈေးနဲ့ဘယ်လောက်กว่าလဲအချိန်တို့အတွင်းမှာကြော်သွားနိုင်လား
ကြော်သွားနိုင်မဲ့ stock မျိုးကျွန်တော်ဦးစားပေးပြီးပြန်ရင်းရချက်ချင်းမကြော်သွားနိုင်ဘူးချက်ချင်းတော့မဟုတ်ပါဘူးเนาะဒီလိုအချိန်တိုအတွင်းမှာကြော်မသွားနိုင်တဲ့ stock ကိုကျွန်တော်ကဈေးကျနေလို့တွားဝယ်လဲဘာမှမထူးဘူးပေါ့နော်နောက်ထပ်ငွေတောင်းတင်သွားတာပဲရှိလိမ့်မယ်အဲ့တော့ကျွန်တော်အရင်ဦးဆုံးဒီလိုဈေးအမြန်ဆုံးတက်နိုင်မဲ့ stock မျိုးကျွန်တော်ဦးစားပေးပြီးပြန်ရင်းရတာပေါ့ပြောဒီမှာကြာတော့ဒီမှာဈေးကကျွန်တော်ထင်ထားတဲ့လိုမျိုး average ကိုမကျော်ပါဘူးဆိုလို့ရှိရင်မကျော်ပါပဲတက်နေရမျိုးပဲဖြစ်ဖြစ်ပြန်ကျတာမျိုးဆိုလို့ရှိရင်ကျွန်တော်ပြန်ရင်းထားတဲ့ဈေးကိုကျော်တယ်ဆိုလို့ရှိရင်အမြဲယူပြီးပြန်ထုတ်ရောင်းလို့ရတယ်ရတာကိုထပ်ရှာပြီးပြန်ရင်းပါ average cost ကိုကျော်ပြီးအမြတ်သိမ့်မရသေးခင်စမ်းမတက်တော့ဘူးဆိုလို့ရှိရင်လည်းရောင်းပြီးအလားအလာရှိတဲ့ထားကိုပြန်ထည့်ပါဒါကတော့ဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်ဒုတိယတစ်ထုပ်ထုတ်ဝယ်ထားတာကဒေါ်လာ20နဲ့ဝယ်ထားတယ်အဲ့တော့ဒီလိုဒေါ်လာ20နဲ့ဝယ်ပြီးဈေးတက်သွားတယ်ဈေးတက်သွားပြီးတော့ကျွန်တော်တို့ဒီမှာရှိရဲ့ average cost က30ပေါ့နော်30ကိုမရောက်သေးဘူး$25နဲ့နေပြန်ပြီးကျသွားတာပဲဖြစ်ဖြစ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ$25မှာကျွန်တော်တို့ထုတ်ရောင်းလိုက်တယ်ဆိုလို့ရှိရင်1 share ဆို$5ကမြတ်တည်ရကျွန်တော်ကဒီ30အထိပြန်စောင့်စရာမလိုကျွန်တော်တို့ဒီမှာ$5မြတ်နေချိန်မှာထုတ်ရောင်းပြီးတော့ရလာတဲ့ပတ်စံကိုကျွန်တော်တို့တခြားနေရာမှာ reinvest ပြန်လုပ်လိုက်တာပေါ့ပြီးရှင်ဒီဟာကိုကြတော့ကျွန်တော်တို့ဈေးပြန်အကျကိုစောင့်ရင်းနဲ့ကျွန်တော်တို့ဈားဟာမှာတွားပြီးရင်းလိုက်တာပေါ့နော် method 3မှာကျတော့ကျွန်တော်ကစနေပြန်စတယ်လို့မျိုးလက်ထဲရှိရငွေနဲ့အမြဲနည်းနည်းစီပြန်လိုက်စုခြင်းပေါ့ဒါတော့ကျွန်တော်တို့ပုံမှန် trade တဲ့အတိုင်းပဲမရှိရှိရငွေကိုစုပြီးတော့ဈေးအမြင်တက်နိုင်ချေရှိရ store ကိုကျွန်တော်ကတွားပြီးရင်းတာဒါကတော့ကျွန်တော် day trade ဒါမှမဟုတ် normal trade ဖြစ်အမြဲရလောက်ရှာပြီးတော့ငွေပြန်စုတာမျိုးပေါ့ရလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ခုနကအပေါ်မှာပြောခဲ့တဲ့ method 1နဲ့ method 2ကိုအခွင့်ရရင်ရတယ်လို့မျိုးနေတဲ့ store ကိုကျွန်တော် recover ပြန်လုပ်တာဒီနည်းတောင်းတဲ့နေရာမှာကျွန်တော်ကခုနက stock A ကိုပေါ့နော်အရင်ကဈေးကြီးပေးပြီးဝယ်ထားပြီးတော့အခုအရှုံးပြနေဆိုပါစို့ stock A ကိုပဲတန်လို့ကျွန်တော်ဒုတိယနည်းတုံးပြီးတော့ကျွန်တော်ထပ်ဝယ်တယ်ဒီခါ average cost average price ပေါ့နော်တခုရလာမယ်တချို့ trading platform တွေမှာကျတော့ဒီ average price တစ်ခါပြလိမ့်ရှိရဲ့ပြီးတော့ဈေးတက်လာတဲ့အချိန်ကိုကျွန်တော်စောင့်ပြီးတော့ကိုယ့်ရဲ့ average price ကိုမကြော်သေးဘူးဆိုရင်ခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒုတိယနီကိုမတုံးတော့ဘဲနဲ့မြက်နေပြီဆိုရင်ထုတ်ရောင်းလို့ရတယ်ခုနကကျွန်တော်တို့ method 2မှာကျွန်တော်ပြောခဲ့လိုမျိုးပဲကိုက20နဲ့ဝယ်ထားပြီးတော့ဈေးက25ရောက်နေပြီဒါပေမဲ့ဆက်မတက်တော့ဘူးဈေးရပြန်ကျချင်နေပြီဒါဆိုရှင်ကျွန်တော်တို့$5မြက်နေတဲ့အတွက်ကျွန်တော်အရင်ဆုံးထုတ်ရောင်းပြီးတော့ရလာတဲ့အမြတ်ကိုပြန်တုံးပြီးတော့ကျွန်တော်ပြန်ပြီး reinvest လုပ်တယ်ပေါ့နော်အဲ့တော့မှာကျွန်တော်တို့ဒီနီး3နီးကိုcover လုပ်ပေးထားပါတယ်အဲ့တော့ဒီ chapter ကတော့ဒီမှာပဲပြီးသွားပါပြီအားလုံး bye bye